ဒီနေ့ကတော့ကြိမ်လုံးဝစားလို့ရအောင်လို့အုံတို့ခေါက်ဆွဲလေးအိမ်မှာချက်ကျွေးပြပါတယ်။အုံတို့ရတာစိမ့်စိမ့်မွှေးမွှေးလေးနဲ့စားလို့လည်းကောင်းပြီးတော့ချက်လွယ်နီးလန်းလေးမို့တူတူဆော့အောင်လိုက်ကြည့်လိုက်ရအောင်နော်။အယူဆုံးစက်သားရည်ကိုစက်သားမုတ်တကြားစားနနွေးမုတ်ထည့်ပြီးတော့ရတာလေးစိမ့်ဝင်အောင်တေချာနှက်ဆောင်နေထားပေးလိုက်ပါတယ်။အိမ်မှာဆိုရင်တော့အုံတို့ခေါက်ဆွဲချက်စားတိုင်းမုတ်ချွတ်တွေပါတက်တက်မွဲတော့ဘဲနဲ့အခုလိုခေါက်ဆွဲလေးနည်းနည်းယူပြီးတော့အခွေလိုက်လေးပြန်ကြော်ပေးထားလိုက်ပါတယ်။ဒါအုံတို့ခေါက်ဆွဲလေးနဲ့တွဲစားရင်စိမ့်စိမ့်ကျွတ်ကျွတ်လေးနဲ့အရန်ကိုစားလို့ကောင်းပါတယ်။ပြီးရင်တော့ကြက်သွန်ဖြူနီချင်းစီတက်ပါမယ်။နနွေးမုတ်လေးထည့်ပြီးတော့ကြက်သွန်လေးနုံးပြီးတော့အနံလေးမှုေးလာသည်ထိမှုေးပေးပါနော်။ခုလိုကြက်သွန်လေးနုံးလာပြီဆိုရင်တော့အယောင်နေမုတ်လေးထည့်မှုေးပါမယ်။ပြီးရင်တော့ဆွမ်းနေထားတဲ့ကြက်သားလေးထည့်ပါမယ်နော်ရေလေးနည်းနည်းကျင်းပြီးတော့ကြက်သားလေးတွေမာနေအောင်လုံးပါမယ်ပြီးရင်ကြက်သားရည်ကိုအုံတို့ထည့်ပါမယ်အုံတို့ကတော့ဒီ Ariety အုံတို့165မီလီဘူးသေးလေးအသုံးပြုပါမယ်ဒီ Ariety အတင်သုံးအုံတို့ဘူးဟာကြာရခိုင်တော့အုံသီးစစ်စစ်ကနေထုတ်လုပ်ထားလို့တဘာဝအုံသီးအနံ့ရတာကိုရရှိစေပါတယ်သူ့ကိုဟင်းပွဲတွေချိုပွဲတွေမှာယုံကြည်စိတ်ချစွာအသုံးပြုနိုင်ပါတယ်နော်အခုလိုမျိုးအုံတို့ကိုကြက်သားလေးနဲ့ရောချက်လိုက်တဲ့အခါအုံတို့ရဲ့အနံ့လေးကကြက်သားထဲမှာစိတ်ဝင်သွားပါတယ်အခုလိုစီပြန်ပြီးအုံစီလေးတက်လာရင်ချလိုက်ပါတော့နော်ပြီးရင်တော့ပဲစိမ့်မုတ်တွေရေးဖြောပါမယ်ပဲစိမ့်မုတ်ကဆန်ချင်ခွက်နဲ့2ခွက်အသုံးပြုထားပါတယ်နော်သူ့အခုလိုမှွေတန်လေးစားလက်လေးနဲ့ချိန်တော့ပိုကောင်းပါတယ်ပြီးရင်တော့ရေနွေးလေးသွားတည့်ထားပါမယ်နော်ရေနွေးလေးပွပွဆူလာပြီဆိုရင်တော့ဆွမ်းရေဖြောထားတဲ့ပဲစိမ့်ရည်လေးထည့်ပေးလိုက်ပါမယ်နော်ပဲစိမ့်နံလေးတွေပျောက်ပြီးတော့ရေလေးနည်းနည်းလေးပြစ်လာပြီဆိုရင်တော့ကြက်သွန်ဒီဥသေးလေးထည့်လိုက်ပါမယ်ပြီးရင်တော့တကြားလေးနဲ့စားလေးထည့်မယ်နော်ရတာတော့ဒါအရင်ဆုံးတကြားနဲ့စွန်းနဲ့စားတစွန်းထည့်လိုက်တယ်ပြီးမှကိုလိုအပ်တယ်လို့ချိန်ဆပြီးထည့်တယ်ပါမယ်နော်ပြီးရင်တော့ဆွမ်းနာတုံးကစီပြောင်လုံးထားတဲ့ကြက်သားလေးတွေထည့်ပေးလိုက်ပါမယ်ဒီကြက်သားလေးတွေနဲ့ဒီဟင်းရည်လေးနဲ့တသားတဲ့ကြောင်ခဏလေးပြန်မှွေပေးပါမယ်ပြီးရင်တော့ Ariety အုံတို့165မီလီဘူးသေးလေးတစ်ဘူးထည့်ပါမယ်။အုံသီးအလွယ်တကူဝယ်လို့မရတဲ့အခါမျိုးမှာအခုလိုအတင်သုံးဘူးလေးကတော်တော်လေးအဆင်ပြေပါတယ်။ဝယ်ရလည်းလွယ်ကူတယ်။ဒီ Ariety အတင်သုံးဘူးလေးဆိုရင်လည်းနီးစပ်ရာစတိုးဆိုင်ဈေးဆိုင် City Mart Ocean Supermarket တိုင်းမှာအလွယ်တကူဝယ်လို့ရပါတယ်။ဒီနေ့ကတော့အုံတို့လေးနည်းနည်းကဲပြီးတော့ချက်ထားရပါတော့။ပြီးရင်တော့ပဲသွေးလေးရဲ့ကြက်ဥပြုတ်ကလေးရဲ့ထည့်ပြီးတော့မှွေပေးပါမယ်နော်။ပြီးတော့ဟင်းရည်လေးအရေးကြပြီးတော့အရသာလည်းကိုယ်စိတ်ကြိုက်ကွက်တိကြပြီဆိုရင်တော့ချလိုက်လို့ရပါပြီ။ကဲအခုဆိုရင်တော့အုံတို့ရတာစိမ့်စိမ့်မွှေးမွှေးလေးနဲ့ရန်ကိုစားလို့ကောင်းတဲ့အုံတို့ကောက်ဆွဲလေးလည်းသုံးဆောင်နိုင်ပါပြီနော်ကြည့်ရှုသူတွေအားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်နေ့လည်းနောက်ထပ်ဗီဒီယိုနဲ့တူပြန်လာခဲ့ပါမယ်နော်